ကျွန်တော်တို့စိတ်ချဝလာထဲမှာကျဲတွေကျိုးတွေမရှိပဲမောင်မဲနေတဲ့ကလေးစစ်တခုရှိတယ်ဆိုတာသိတော့ယုံကြည်နိုင်ပါမလားမကြသိခေတ်ကပဲနေခတ်ပေတော့ပညာရှင်တွေဟာ CDG တိုးလို့ခေါ်တဲ့ထူးခြားတဲ့ရောဘောတို့တခုကိုရှာဖွေတွေ့ရှိခဲ့ပါလေဒါဟာရိုးရိုးကလေးစစ်တခုမဟုတ်ပါဘူးဒီခုလုံးဒီပါကိုဓာတ်မှတ်တာအမောင် drive နဲ့တိချောက်ထားတာပါအလင်းမထွေပဲဒီကလေးစစ်ကြီးကိုသိပ္ပံပညာရှင်တွေဘယ်လိုရှာတွေ့ခဲ့တယ်လဲသူကဘာကြောင့်ဒီလားတာထူးခြားနေရလဲဒီနေ့ဗီဒီယိုမှာတူတူလေ့လာကြည့်ရအောင်အရေးဆုံးဓာတ်မက်တာဆိုတာဘာလဲဆိုတော့နည်းနည်းပြပြချင်ပါတယ်ကျွန်တော်တို့မြင်နေရတဲ့ကျယ်တွေဖုံမောတွေနဲ့ကလေးစီတွေဟာစစ်ကြောလာရဲ့900ခိုင်လို့ပဲရှိပါတယ်ကျန်တဲ့အစိတ်ပိုင်တော်တော်များကတော့အလင်းနဲ့တုတ်ပြန်မှုမရှိတဲ့ဓာတ်မက်တာတွေပါပို့တွေ့ရှိတဲ့ CDG 2ကလေးစီထဲမှာတော့ဒီဓာတ်မက်တာပမာဏဟာ69.900ခိုင်လို့အထိရှိနေတာပါဒါဟာစာချက်တွေပမာဏပဲဖြစ်ပါတယ်အလင်းမထွက်တဲ့ရောင်ဝတ္ထုတစ်ခုကိုဘယ်လိုမြင်နိုင်မလဲအဖြေကတော့ global cluster လို့ခေါ်တဲ့ကျယ်စုဝတ္ထုကြောင့်ဖြစ်ပါတယ်ဒီခိုင်ပေတော့ပညာရှင်ဒေးဗစ်လူဦးဆောင်တဲ့ဖွဲ့ကဖော့ဆီရဲ့ကလေးစာထဲမှာလက်ပတ်နေတဲ့ကျယ်စုဝေလေးကိုတွေ့ရှိခဲ့တာပါဒီကျယ်တွေရွေးတဲ့ပုံကိုကြည့်ချင်အောင်ပြီးသူတို့ကိုဆွမ်းငင်ထားတဲ့အလောကြီးမားတဲ့မမြင်ရတဲ့အရောင်ဝတ္ထုတစ်ခုရှိနေတယ်ဆိုတာကိုတွေ့ချင်နိုင်ခဲ့တာပါဒီကလေးစီရဲ့ဒုတိယနေမဲကြီးတဲ့ဘီလီယံ20ကနေ120ကျော်ရှိနိုင်ပေမဲ့သူ့ထဲမှာရှိတဲ့ကျယ်တွေရဲ့ဒုတိယကတော့7သန်းလောက်ပဲရှိတာပါဒါဟာအလွန်နဲ့ပါတဲ့ပမာဏဖြစ်ပါတယ်ဘာလို့ဒီကလေးစီကကျယ်တွေမရှိပဲဓာတ်မက်တော်ကြီးဖြစ်နေရတာလဲသိပ္ပံပညာရှင်တွေခန့်မှန်းတာကတော့ဖော့ဆီကလေးစာထဲကတခြားကလေးစီတွေနဲ့ထိတွေ့မှုကြောင့်ကျယ်တွေဖြစ်ပေါ်နေမဲ့ဓာတ်ငွေ့တွေအလုံးဆွတ်သွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်ပဲသူဟာအလင်းမရှိပဲဓာတ်မက်တာတွေနဲ့ကြားခဲ့တဲ့အယူစုကလေးစီတစ်ခုဖြစ်နေရတာပါ CDG2 ရဲ့တွေးရှိမှုဟာကလေးစီတွေဘလို့ဖြစ်တည်လာတယ်လဲဆိုတာကျွန်တော်တို့ရဲ့အယူဆတွေကိုပြလက်ပြနိုင်ပါတယ်ဒီလိုထူးခြားတဲ့စက်ကြော်လာအကြောင်းတွေကိုစိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်တာကိုမမေ့ပါနဲ့အောင်နောက်ထပ်ဗီဒီယိုတွေမှာကြည့်တွေ့ကြမှာအားလုံးပဲကျေးဇူးတင်ပါတယ်